နော်ပန်ဆွဲတဲ့အချိန်မှာလေးလေဘယ်လိုပြောလဲစာရွက်ကပေါ့နော်ပုံဆွဲနေစာရွက်ကကိုမျက်စိတော်တော်ဝေးရောက်သွားပြီပန်ဆွဲလေဖန်ဆွဲရလေခုနကဒီ secretary ကိုပညာဆွဲရောလေပညာဆွဲရောမသိဘူးဖြစ်တဲ့အချိန်မှာဆိုရင်ဒါဘယ်လိုလုပ်လို့ရလဲဆိုလို့ရှိရင်ရှိတော့ပါလေဒီကလစ်လေးကိုလေ left click ရော right click ရော zoom နှိပ်လိုက်နော် zoom နှိပ်လိုက်အာရေးပြီးမယ်နော်ဘယ်လိုလဲဆိုရင် left ကို right ပေါ့နော် click plus right click click ပေးပြီးတာပဲနော် zoom နှိပ်လိုက်zoom နှိပ်ပြီးတော့ရှင်ဘာလုပ်ပြရမလဲဆိုလို့ရှိရင် direction ကိုစနစ်မှာရနေတုံးတာโอเคသူကဘယ်လိုလဲဆိုလို့ရှိရင်တစ်ချက်ရိုက်ပြပါနော်pointer တော့ဘယ်လိုလုပ်ရဆိုရှင်ဒီလိုနော်အရင်ဆုံးရှင်ပထမစီရတယ်ဗျ left click ကို right click ကို zoom ထိလိုက်နော်zoom လေးလိုက်ပေါ့ left click ကို right click ကို zoom လေးလိုက်တော့12နာရီ3နာရီကြာလို့ရှိရင်ဘယ်လိုပြောရလဲဆိုလို့ရှိရင်ဇာတ်လေးဆွဲပြအောင်နော်ဒီမှာဇာတ်လေးရှိရလေအဲဒါ12နာရီဒါ3နာရီဒါ3နာရီဒါ6နာရီဒါ6နာရီဒါ9နာရီအဲ့ဆိုရှင်ဘယ်လိုဆွဲရမလဲဆိုလို့ရှိရင် left click ကို right click ကိုဖြည့်ပြီးတော့12နာရီ3နာရီကြာဆိုဒီဇာတ်ကွက်၄ခုတွေကလေဒီနေရာလေးကိုပြောတာနော်ဒီမှာလေဒါ12နာရီ3နာရီဟုတ်တယ်နော်ဒါဆိုရင်ဒါ3နာရီဒါ6နာရီအခုကဘယ်လိုဆွဲရမလဲဆိုရင်12နာရီရလေ3နာရီကြာကိုဆွဲရအောင်ဒီကပြန်ပေါ်လာပြီနော်ဟာလေဒီ secret